စာဒီ channel ကိုရောက်သွားတဲ့အခါကျတော့လေဘာတွေ့လဲဆိုတော့တက်မြပင်းကိုအရင်ဦးဆုံးမျက်စိကြာလာသိလားဘာလို့လဲဆိုတော့ကွာတက်မြတီးရလေတပင်ထဲမှာကိုလေပြစ်သိမ့်နေအောင်တီးနေရသိလားပြီးတော့လေအလုံးတွေရလဲလေတသိလေးမဟုတ်ဘူးเนาะအလုံးကြီးရလဲအောင်မအောင်အလုံးကြီးရအကြီးတွေ heavy တွေပဲသိလားအဲ့ခါကျတော့လေကိုကသဘောရှိပေါ့เนาะကြည့်ပါအောင်အလုံးကြီးတွေအကြီးတွေပဲเนาะမျိုးတော်ကောင်းမျိုးကောင်းတယ်ဆိုတာထက်လေအပင်ဖြစ်ထွန်းတယ်ပဲပြောရမယ်เนาะတို့တွေထိုင်းမှာတော့တည့်ရတိုင်းမှာပဲအပင်တော်တော်များများကွာဖြစ်ထွန်းကြတာများတယ်เนาะတို့တွေကလေမြေစီမြေလွာပဲကောင်းတယ်ပဲပြောရမယ်เนาะကြည့်ပါအောင်ပြတ်သိမ့်နေရเนาะတီးလို့ရှိရင်လေဒါဆိုလို့ရှိရင်ဘယ်နှလုံးကျွဲလဲ9လုံးကျွဲကြည့်အောင်ကြီးတွေเนาะဒီမှာလည်းကြည့်ပါအောင်မသိလို့ရှိရင်เนาะရှောက်ဘလူးလိုဘာလိုနဲ့ရှောက်ဘလူးရုပ်လေးတီးလားတကယ်တော့ရှောက်ဘလူးမဟုတ်ဘူးเนาะတက်မြန်တီးလားကြည့်ပါအောင်တပင်ထဲ